မင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာလေးကတော့အင်းအားလိဟိုတယ်ဝင်းထဲမှာရှိတဲ့တကူ Water Festival ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာအခုမြင်နေတာလေးကတော့ Food Court area လေးပဲဖြစ်ပါတယ်ဒါလည်း Food Court ပဲဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့သူကရှောက်လန်းလေးထဲမှာဟိုရေပုံးလေးတွေချပေးထားတဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာရေပတ်လို့ရတယ်စော်ကစားလို့ရပါတယ်ဘေးတစ်ဖက်တစ်ဆက်ရှိမှတော့ဒါ Food Court လေးရှိပါတယ်ခင်ဗျာဒါဒီနေရာလေးကတော့ကြီးနေရာလေးပေါ့နော်ကြီးနေရာလေးအခုမြင်နေရတဲ့နေရာလေးကတော့ဒါ main stage ပဲဖြစ်ပါတယ်ခင်ဗျအဲ့ main stage ရဲ့ဘေးမှာတော့ဒါကလေးတွေစော့ကစားဖို့အတွက် kick zone ရှိပါတယ်ဒီနေရာကိုအဓိကရွေးချယ်ပစ်ခဲ့တာလဲကျွန်တော်တို့က kick zone ရှိတဲ့အတွက်ကြောင့်ပေါ့နော်မှာဆရာမလေးလည်းပါလာဆိုတော့နော်သူလည်းစော့လို့ကစားလို့ရအောင်လို့ဆိုပြီးတော့ရွေးချယ်ပစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျ kick zone ကတော့အခုမြင်နေရတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာနော်ဒီလေထိုးတဲ့ကစားကွင်းလေးတွေရှိတယ်အစပိုင်းမှာတော့ပေါ့နော်ရေကူးကန်လေးကအသေးလေးပြန်နောက်ကျတော့ရေကူးကန်ကိုလေထိုးရေကူးကန်အကြီးလုပ်ပေးလိုက်တယ်အဲ့အတွက်ကြောင့်ပို့ပြီးတော့လဲကလေးတွေပျော်တာပေါ့နော်ဒါပေမဲ့အခုဒီမှာလဲသူလည်းတော်တော်ပျော်ပါတယ်နော်လေထိုးတဲ့ slide တွေသွားစီးတယ်ပြီးသွားလို့ရှိရင်သူအဲ့ရေကူးကန်ထဲမှာသွားပြီးတော့ရေဆော့တယ်ပြီးသွားရင်အဓိကတော့ကလေးတွေအကြိုက်ဆုံးကဒီ form လေးနဲ့ပေါ့နော်ဒီရေဒီစက်ပြမြုပ်တွေ form လေးနဲ့သူတို့ slide တွေစီးကြတယ်အဲ့လိုမျိုးတွေပေါ့နော်ဆော့ကစားကြတာပေါ့တခုရှိတာတော့ကျွန်တော်တို့ကစိုးရိမ်တာပေါ့နော် slide ကကျော်ပြီးဒီ form လေးနဲ့ဟိုးဒီမြေပြင်ပေါ်ကျသွားမှာဒါပေမဲ့မကျပါဘူးသူ့ဘက်နဲ့သူ control ရပါတယ်ခင်ဗျဒါလေးကတော့မန်တက်လေးပဲဖြစ်ပါတယ်ဆရာမလေးကတော့မှသူ့ကိုရေပတ်လို့ဆိုပြီးထွက်ပြေးနေပါတယ်နောက်တော့သူကရေပတ်မယ်ဆိုပြီးတော့သူဒီမန်တက်ပေါ်တက်ပြီးတော့ရေပတ်ပါတယ်ခင်ဗျကျွန်တော်တို့ကတော့ထုံးစံတိုင်းပေါ့ဗျာနည်းနည်းပပလေးပုတ်တာပေါ့ဗျာမပုတ်လို့လည်းမရဘူးပေါ့နော်ဒါတော့တာဝန်နဲ့ဝတ္တရားရပုတ်ရတာပေါ့ပြီးတော့ဒီ GA ဘက်မှာ form လေးစမှုတ်ပါတယ်စာလွတ်ပါတယ်အဲဒီဒီမှာလည်းသွားဆော့ပါတယ်သူရဲ့ kick ဆုံးမှာဆော့တာအားများတဲ့ကြောင့်ဒီမှာသွားဆော့ပါတယ်ခင်ဗျအဲ့တော့တုံးစံအတိုင်းပဲပုတ်ရင်လည်းပပလေးရနေနည်းနည်းတော့များလာတာပေါ့ဗျာဘယ်လိုပဲများပါเนาะတက်တာလေးနဲ့ပလေးเนาะကလေးလေးပျော်တဲ့လူကြီးလေးဆော်လို့ရတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်တော့တော်တော်လေးအဆင်ပြေပါတယ်ခင်ဗျတဖြည်းဖြည်းနဲ့တော့အခုကတော့ဒါလူလေးတွေလည်းစီလာပြီးကားလာပြီပေါ့ဗျာเนาะစီကားလာတာကိုပြောတာပါเนาะနော်ဆရာမလေးကတော့သူကထုံးစံတိုင်းသူကဒီကစ်စုံမှာပဲသူပျော်တယ်ပြီးတော့ကျွန်တော်အစပြောခဲ့သလိုပဲဒီမှာရေကူးကန်လေထိုးရေကူးကန်အကြီးလုပ်ပေးတဲ့အတွက်ကြောင့်ဒါတော်တော်ကြီးပျော်တာပေါ့နော်အဲ့တော့ကလေးတွေမဟုတ်ပါဘူးလူကြီးတွေပါဝင်ပြီးတော့တောင်းကျမ်းလို့ရတယ်သူကဘလို့မှခေါ်လို့မရတဲ့ကြောင့်ကျွန်တော်လည်းမထူးပါဘူးဆိုပြီးတော့ကျွန်တော်လည်းအဲ့ဒီရေကူးကန်ထဲမှာနော်လေထိုးကန်ထဲမှာဝင်ပြီးတော့ထိုင်ပြီးတော့သူတို့နဲ့အတူတူတောင်းကျမ်းတာပေါ့ဗျာနော်စိုးတာတခုကတော့ဗျာအထိတ်မပါဘူးဆိုလို့ရှိရင်တော့ဒီကန်ထဲမှာပဲနေအပရဇောကလေးတွေတော်တော်များများဒီကန်ထဲမှာပဲနေတာဟိုဒီကန်ထဲမှာပဲနေတယ်သူ form လေးနဲ့သွားဆော့တယ်အဲ့တော့ဟိုကိုရီးယားဒီမှာသွားပြီးတော့ကကျင်တာတော့ဘာလို့လို့မရဘူးเนาะဒါပေမဲ့ဘယ်လိုပဲပြပါမှာเนาะ BR လေးသွားဝယ်ပြီးတော့ကျွန်တော်ဒီမှာတစ်ဖြတ်ဗီဒီယိုလေးရိုက်ခဲ့ပါတယ်ခင်ဗျကဲဒါဝင်တဲ့ဝေတရားရ BR လေးဝယ်ပြီးတော့မှကလေးထိန်းတာပေါ့ဗျာကလေးထိန်းဘီယာလေးဝယ်တောက်သူကတော့ဘယ်လိုမှခေါ်လို့မရဘူးကျွန်တော်စပိုင်းကပြောသလိုပဲဒီရေဦးကန်ထဲမှာပဲနေတယ်ကိစုံထဲမှာပဲနေတယ်အဲ့တော့ဟိုအထိန်မပါဘူးဆိုလို့ရှိရင်တော့ဒီမှာပဲထိုင်တောက်ပြီးထိုင်ဆောက်ပေါ့ဗျာနောက်တစ်ခါတလေနည်းနည်းလေးလစ်လို့ရှိရင်တော့ကျွန်တော်တို့2ယောက်ဆိုတော့ဗျာနည်းနည်းလေးတော့လစ်လို့ရတာပေါ့နော်နည်းနည်းလေးဟိုသွားဝယ်လဲမယ်ဒီသွားဝယ်လဲမယ်ဆိုသွားဝယ်တာပေါ့ဒါလည်းတော့ကောင်းကွန်ဖက်ရှင်ကိုပြောလို့ပဲထပ်ပြီးတော့စော့ကစားနေတဲ့ကလေးဒီရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်ခင်ဗျညနေလေးလည်းစောင်းလာပြီဆိုတော့အဲ့မှာမြင်ကွင်းလေးကစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုဖြစ်လာတယ်။ဘာလဲဆိုတော့ဒီ form လေးနဲ့ sunset စီနေကကြည့်ရတာလေးလုံးဝတော်တော်ကြီးကိုမိုက်တယ်။တော့တိမ်ပင်လေလိုပဲပေါ့နော်။ဒါပေမဲ့တိမ်ပင်လေမဟုတ်ဘူးပေါ့။ဒါကတော့ form ပင်လေဖြစ်နေတာပေါ့ဗျာ။နော်အဲ့တော့ချစ်စရာကောင်းလို့ရိုက်ခဲ့ပါတယ်။ပြီးတော့ဆရာမလေးကထုံးစံတိုင်းပဲသူရေသွားပတ်အောင်မယ်ဆိုလို့အိမ်မှာရေသွားပတ်နေပါတယ်ခင်ဗျ။လူကြီးရနေရပေါ့နော်ရေပတ်တဲ့နေရာလေးမှာဒါအပေါ်ကနေရှာဝါလေးတွေပါလို့ရှိရင်တော့နည်းနည်းလေးရေမချောက်ဘူးပေါ့နော်အဲ့ဒါတွေတခုတော့ရှိတာပေါ့နော်အဲ့တော့ရေဆိုခြင်းတော့ကျွန်တော်တို့ဒီနေရာမှာအခုမြင်နေရတဲ့နေရာမှာပဲနော်ရေဝင်ဆော့လို့ရပါတယ်ပြီးပါရင်အခုကဒါလေးကတော့ VNB launch ပဲဖြစ်ပါတယ်ခင်ဗျ VNB launch မှာတက်ပြီးတော့ပညာပေါ့ဗျာ survey လေးပါလေးဆွဲပေါ့ဒါတော့ VNB launch ကနေမြင်နေရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ခင်ဗျအခုကတော့ကျွန်တော်တို့ဒါဖူးကောက်ကိုပြန်ပြီးတော့ဗညာပေါ့မုတ်လေးပါလေးစားမယ်ဆိုပြီးတော့မုတ်လေးပါလေးဝယ်ဖို့အတွက်သွားနေတာဖြစ်ပါတယ်အဲ့မှာပဲအတိမိတ်ဆွေပေါ်တာတကယ်ချင်းအပေါင်းအသင်းအယောင်းရင်းနေနဲ့တွေ့တဲ့အတွက်ကြောင့်စကားလေးပါလေးပြောနှုတ်ဆက်ဗညာပေါ့ဗျာနော်
ပြီးတော့ထုံးစံတိုင်းဗျာထုံးစံတိုင်းပေါ့ဟိုကလေတို့ရေဦးကန်နဲ့သွားပါမယ်ကိတ်ဆုံသွားပါမယ်ဆိုပြီးစိတ်ကောင်းနေပါတယ်ဘလို့မှတော့ဒီနားမှာခေါ်ထားတော့မရပါဘူးအဲ့တော့ကိုလည်းမကားမယ်တူတူတော့ဓာတ်ပုံလေးရိုက်မယ်ဗီဒီယိုလေးရိုက်မယ်ဆိုပြီးတော့ခဏလောက်ဓာတ်ပုံလေးပေးရိုက်ပြီးတော့ကိတ်ဆုံကိုပဲပြန်လဲခြေဦးလှည့်သွားလာလှုပ်ရှားပါတယ်ခင်ဗျဒီကတော့ကိတ်ဆုံထဲမှာတော့ကျွန်တော်တို့2ယောက်ခလုံးပေါ့နော်ခလေးနဲ့ပါဆို3ယောက်လုံးဝင်ထိုင်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးအေးလာတယ်ဗျလေလေးတိုက်တာပေါ့ကံမောင်ဘက်ကနေပေါ့နိုင်ခွဲ8နိုင်ဝန်းကျင်လောက်မှာတော့အိမ်ပြန်ခဲ့ပါဘာလို့ဆိုတော့ခလေးလေးလည်းဒါပေါ့နော်ဟိုအေးမှာဆိုတဲ့အတွက်ကြောင့်မှခင်ဗျအားလုံးပဲအဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်